IMAX အရန်အတွင်းမှာဘာတွေကိုလိုက်နာရမလဲဘာတွေကိုဆင်ခြင်ရမလဲဆိုတဲ့ကိစ္စလေးနည်းနည်းပြောပြမယ်ပေါ့လေအဲ့ဒါတော့အကူဆေးရနာကနည်းနည်းပြောပြပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါကိုကတော့ဒီခုပေါ့အမတ် exam မဖြေခင်နဲ့ဖြေနေတဲ့ချိန်ပြင်ဖြေပြီးတဲ့ချိန်တွေမှာလိုက်နာမယ့်အရာတွေတတိထားမယ့်အရာတွေကိုကပြောပြမယ်ပေါ့နော်ကိုကဒီတစ်နှစ်ပတ်လုံးဒီစာမေးပွဲဖြေဖို့အတွက်ပြင်ဆင်လာပြီးတော့ဒီစာမေးပွဲဖြေတဲ့အချိန်တွေဖြေခဏီးကြမှာဒီပြဿနာတစ်ခုတက်သွားမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်လည်းမကောင်းဘူးပေါ့နော်အဲ့တော့အရင်ဆုံးဥပမာပေါ့ဒီညီတို့ညီမတို့ကဒီ IMAT exam ကိုတရုတ်မှာဖြေမှာပဲဖြစ်ဖြစ်ဟောင်ကောင်မှာဖြေမှာပဲဖြစ်ဖြစ်အိန္ဒိယမှာဖြေမှာပဲဖြစ်ဖြစ်ဒီနီးစပ်ရာတက်စင်တာမှာသွားဖြေတဲ့အခါမှာexam date မတိုင်ခင်အနည်းဆုံး date 2 ရက်ပေါ့နော်2 ရက်လောက်တော့ကြိုပြီးတော့သွားကြဘာဖြစ်လို့လဲဆိုတော့အဲ့လိုကြိုပြီးတော့သွားတော့မှဒီကိုနေတဲ့ hotel နဲ့ပြီးတော့လို့ရှိရင်ဒီတက်စင်တာနဲ့ဘယ်လောက်နီးလဲပြီးလို့ရှိရင်သွားတဲ့အခါမှာဘယ်လောက်ကြာမလဲအဲ့ဒါတွေကိုကြည့်လို့ရမယ်အဲ့တော့ဒီကိုကခရီးပန်းပန်းချင်းအခုဒီနေ့ရောက်တယ်မနေ့ကစာမေးပွဲဖြေဆိုရင်လည်းကိုယ့်အတွက်အဆင်မပြေဘူးအဲ့ဒါကြောင့်မို့လို့အနည်းဆုံးတော့2 ရက်လောက်အနည်းဆုံးနော်2 ရက်လောက်စောပြီးတော့သွားပြီးသားလို့ရှိရင်ဒီတက်စင်တာဘယ်နာလဲဆိုတာကိုမဖြေခင်1 ရက်လောက်သွားကြည့်ကြည့်ဘယ်နာမှာဘယ်အခန်းမှာဖြေရမလဲကိုရသလောက်ပေါ့နော်ဝင်လို့ရသလောက်ထိအဲ့လိုမျိုးကြည့်ကြည့်ဒီကိုအခန်းကနေပြီးတော့တက်စင်တာကိုဘယ်လောက်သွားရမလဲဥပမာရင်ကြောချက်တာတွေဘာတွေရှိလားဝေးတယ်ဆိုရင်ကားငှားသွားရမလားအဲ့ဒါတွေကြည့်ပြီးတော့အချိန်တွက်ကြည့်ပေါ့နော်ဒီစာမေးပွဲမဖြေခင်အနည်းဆုံးနိုင်ဝက်45မိနစ်အနည်းဆုံးပြောရနော်စောရောက်ပါလို့ပါပြဿနာမှမရှိဘူးအနည်းဆုံးနိုင်ဝက်45မိနစ်လောက်ဒီ exam room ကိုရအောင်လို့သွားကြအဲ့လိုသွားတော့မှသွားပြီးရင်ဘာလုပ်ရမလဲဆိုတော့တို့ရှိမှာဘာတွေယူရမလဲဆိုတော့ဖြေဖို့အတွက်ဘောပင်ယူရစရာလုံးဝမလိုဘောပင်အနှံ့ရောင်တို့ပေးလိုက်မယ်ယူရမယ့်အရာဘာလဲဆိုတော့ passport ယူရမယ်ပြီးရင် exam booking တင်တာ receipt print ထုတ်ပြီးတော့ယူသွားရမယ်အဲ့နှစ်ခုကိုယူသွားရမှာပေါ့ကျန်တာတော့ဘာမှယူရစရာမလိုယူရခြင်းတယ်ဆိုလို့ရှိရင်ကိုကဒီစာမေးပွဲခန်းထဲမှာရေတောက်ချင်တယ်ပေါ့အဲ့လိုတောက်ချင်တာမျိုးဖြစ်မှာဆိုလို့ရှိရင်ရေဘူးအကြည်လေးကိုဒီဘေးနား plastic ကတ်ထားတာလည်းရှင်ခွာပြီးတော့ရေဘူးကြည်လေးတွေကိုရေထည့်ပြီးယူသွားလို့ရတယ်ကျန်တာဘာမှယူသွားလို့မရစားစရာတွေဘာယူသွားလို့မရအဲ့တော့ဒီဆောင်းပွဲဖြေမဲ့မနက်မှာဒီဟောင်ကောင်တို့ဘာလို့ဖြေမဲ့သူဆိုရင်တော့ညနေပိုင်းဖြစ်သွားမှာပေါ့နော်ဘာတတိထားရမလဲဆိုတော့ဟောင်ကောင်တို့ဘာလို့မှဖြေမဲ့ဆိုလို့ရှိရင်သူကဒီညနေဖြစ်သွားလဲညနေတော်တော်လေးနောက်ကျတယ်ပေါ့အဲ့လိုဆိုတော့ဒီဆောင်းပွဲကန်းထဲမှာမသွားခင်ဘိုက်စာတာတို့ဘာလို့ဖြစ်မှာဆိုလို့အိမ်နာတက်စင်တာဖြစ်မှာဆိုလို့ရှိရင်ကို့အဆောင်မှာတည်းကဟိုတယ်မှာတည်းကတခါတည်းနည်းနည်းလေးစားတာပေါ့ဗမှုတ်လေးဖြစ်ဖြစ်ပဲနည်းနည်းလေးစားပြီးတော့သွားတာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဆောင်းပွဲဖြေတာနောက်ကျနေတယ်ဆောင်းပွဲကန်းထဲမှာဆောင်းပွဲဖြေနေဘိုက်ကစားနေတယ်ဆိုလို့ရှိရင်အာယုံစိုက်ကြတာလည်းနည်းနည်းအနှောက်အယှက်ဖြစ်တယ်ပေါ့နော်ဆောင်းပွဲ stress ကလည်းရှိနေတယ်ပြီးဒီမှာကိုကဘိုက်စားတာတို့ဘာလို့အဲ့လိုအကြောင်းမျိုးမျိုးပေါ်လာတတ်တယ်ပေါ့အများကြီးလည်းမစားပါနဲ့နည်းနည်းလေးအစာခံရလောက်ပဲစားပါကြပေါ့ဒီအိမ်နာတက်တာတွေဘာတွေလည်းတခါတည်းလုပ်သွားဆောင်းပွဲကန်းထဲမှာမိနစ်100ပဲဖြေရမှာဖြစ်တဲ့အတွက်အဲ့ချိန်မှာကိုကအိမ်နာတက်ချင်တာတွေဘိုင်းအောင်တာတွေဖြစ်သွားတယ်ဆိုရင်အဆင်မပြေဘူးအဲကြောင့်မို့အဲ့ဒါတွေကိုတခါတည်းအပြီးလောက်သွားပေါ့နော်အဲ့တော့ဆောင်းပွဲကန်းထဲရောက်ပြီပေါ့ရောက်ပြီဆိုလို့ရှိရင်ဖုန်းတွေအိတ်တွေယူသွားလို့ရတယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးတို့အထားခဲ့ရမယ်တို့အဲ့ဒါလေးကိုတင်ထားပေးမယ်လော်ကာထဲမှာထည့်ထားပေးမယ်ဆောင်းပွဲပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒါတွေကိုပြန်ပေးမယ်ပေါ့သတိထားမယ်တစ်ချက်ကရှည်ဘူးအကြည့်လေးယူသွားလို့ရတယ်နာရီကို smart watch ယူသွားလို့မရဘူးရိုးရိုး digital နာရီတောင်မရဘူးရိုးရိုးနာရီပေါ့နော်လက်တံပါတဲ့ဟာပဲရတယ် digital နာရီတော့တချို့ကလက်မခံဘူးအဲ့တော့ရိုးရိုးနာရီလေးယူသွားလို့ရတယ်ကျန်တာဘာမှယူသွားစရာမလိုဘူးပြီးတော့လို့ရှိရင်ဆောင်းမဲအခန်းထဲရောက်တဲ့အခါမှာသူကထိုင်ကုန်တွေပေးတာမယ်ထိုင်ကုန်တွေပေးထားတဲ့အခါမှာကိုကအေးအေးတန်မခံနိုင်ဆိုလို့ရှိရင်အဲကွန်နဲ့တိုက်ရိုက်ထိတဲ့နေရာတွေမသွားနဲ့အဲဒါစောစောသွားတယ်ဆိုလို့ရှိရင်ကိုကအခန်းထဲစောစောဝင်လို့ရတယ်စောစောဝင်လို့ရရင်ကိုကြိုက်တဲ့ထိုင်ကုန်ကိုရွေးထိုင်လို့ရတယ်ထိုင်ကုန်မှာထိုင်ကုန်နံပါတ်တွေပါတယ်လည်းမရှိဘူးကိုကြိုက်တဲ့ထိုင်ကုန်ကိုရွေးထိုင်လို့ရတယ်အဲ့တော့နေရာကောင်းလေးကိုကိုကတာကိုရွှေ့တော့ပေါ့နောက်တစ်ခုကအေးဓာတ်မခံနိုင်တဲ့သူတွေဆိုရင်နည်းနည်းနှွေးတဲ့အဝတ်ထဲလေးဝတ်သွားဘာဖြစ်လို့လဲဆိုတော့မိနစ်100ဆိုပေမဲ့ဒီမေကွန်းမေကွန်းကိုပါ instruction တွေပေးလိုက်မယ်ဒီဘာတွေလိုက်နာရမယ်ဒီ rule တွေအခုပြထားတဲ့ rule တွေကိုလည်းတို့တွေအစားဆုံးဖတ်ပြလိုက်မယ်ဆိုတော့အနည်းဆုံး2 နာရီလောက်ကအဲ့ဒီအခန်းထဲမှာထိုင်နေရမှာအဲကွန်းခန်းထဲမှာထိုင်နေရမှာဖြစ်တဲ့အတွက်အရန်အေးတယ်ဟောင်ကောင်လိုနေရာမျိုးဆိုရင်အရန်ဒီအဲကွန်းတွေကအရန်အေးတာဖြစ်တဲ့အတွက်ဒီအေးဓာတ်မခံနိုင်တဲ့သူဆိုရင်နည်းနည်းနှွေးနှွေးထွေးထွေးဝတ်သွားကြပါတော့အဲ့တော့โอเคဒါကိုပြင်ဆင်သွားမယ်အပိုင်းပေါ့ပြင်ဆင်သွားမယ်အပိုင်းပြီးသွားလို့ရှိရင်ကိုယ်ထိုင်ကုန်မှာထိုင်ပြီဆိုလို့ရှိရင်ဒီတော့စာအိတ်လေးတစ်အိတ်တွေ့လိုက်မယ်ထိုင်ကုန်ပေါ်မှာအဲ့စာအိတ်ကလေးကိုလုံးဝမဖွင့်ရအောင်စာအိတ်တိုင်းလေးပဲထားတာသူတို့တွေကဖွင့်ပါလို့ပြောမှဖွင့်ရမယ်သွားပြီးဖွင့်လိုက်လို့ရှိရင်လာပြောလိုက်နည်းနည်းပြဿနာတက်သွားမယ်ပေါ့စိတ်အနှောက်အယှက်ဖြစ်သွားမယ်အဲ့တော့လုံးဝမထိပဲနဲ့သူတို့ကဖွင့်ပါလို့ပြောမှပဲဖွင့်တဲ့အခါမှာဒီစာအိတ်ထဲမှာစာရွက်တွေရှိလိုက်မယ်အဲ့စာရွက်ကအခုပြထားတဲ့ဒီ rules and regulation တွေရေးထားတဲ့ရှိမယ်ပြီးရင် candidate data ကိုယ့်ရဲ့ဒီ data တွေဖြည့်ရမယ်ရှိမယ်မေးခွန်းရှိမယ်ပြီးရင် answer ရှိမယ်ပြီးရင် answer ရှိတင်ရေးဖို့အတွက် filling ပြားလေးရှိလိုက်မယ်
အဲ့ဒါတွေစုံမစုံပေါ့သူတို့တွေကဒီစာအိတ်ကိုဖွင့်လို့ရပါပြီဆိုလို့ချင်းအဲ့ဟာလေးကိုဖွင့်ကြည့်လိုက်လို့ရတယ်နောက်တစ်ခုကပြီးရင်ဘာလုပ်မလဲဆိုတော့သူတို့ကမှင်အနက်ပေးမယ်အဲ့မှင်အနက်ကိုလည်းထင်မထင်ဟိုပါပေါ့စာအိတ်ရဲ့အတွင်းပိုင်းမှာဖြစ်ဖြစ်ပါဖြစ်ဖြစ်အဲ့လိုမျိုးရေးချစ်ကြည့်လိုက်လို့ရထင်လားမထင်လားသူတို့မေးကြည့်လိုက်ဒီစာအိတ်ပေါ်မှာချစ်လို့ရလားလို့မေးကြည့်လိုက်သူတို့ကရတယ်ဆိုရင်မှင်ထင်မထင်ချစ်ကြည့်မှင်ထင်တယ်ဆိုရင်ဘာမှမဖြစ်မှင်မထင်ဘူးဆိုသူတို့ချက်ချင်းလဲကိုင်ဆောင်းပွဲဖြည့်တဲ့အထိမဆောင်နဲ့ချက်ချင်းလဲကိုင်နောက်တစ်ခုကကြတော့ဒီစာရွက်ကိုပေါ့နော်ဒီထုတ်လိုက်ပြီဆိုလို့ရှိရင်တတိထားရမယ့်အချက်ကစာရွက်မှာသူကဟိုဟာလေးရှိတယ်ဘားကုတ်ကလေးရိုက်ထားတယ်အဲ့ဘားကုတ်နံပါတ်နဲ့ဘားကုတ်နံပါတ်ကမေကွန်းစာရွက်မှာလည်းရိုက်ထားတယ်နောက်တစ်ရက်တက်မေကွန်းဒီဘားကုတ်ပေါ့နော်ဒီနံပါတ်နဲ့ပြီးဒီအဖြေစာရွက်မှာလည်းရိုက်ထားတယ်မေကွန်းစာရွက်မှာလည်းရိုက်ထားတယ်အဲ့ဘားကုတ်တွေကတူလားမတူလားကြည့်ပြီးမေကွန်းစာရွက်ကရှေ့ရွက်ရှိတယ်ဆိုလို့ရှိရင်အဲ့ရှေ့ရွက်လုံးမှာအဲ့ဘားကုတ်တွေရှိတယ်အဲ့ဘားကုတ်တွေကတူလားမတူလားကြည့်ပြီးတော့လို့ရှိရင်ဒီမေကွန်းတွေပေါ့နော်1 2 3 4 5 6 9 10 9ကနေပြီးတော့ဒီအပုတ်60ပြည့်လားမပြည့်လားအဲ့ဒါလေးကိုကြည့်အပုတ်60ပြည့်တယ်ဆိုရင်ကိစ္စမရှိအပုတ်60မပြည့်ဘူးဒါမှမဟုတ်ရှင်ဒီအပုတ်တွေကဒီစာရွက်တွေကထက်နေတာလို့ဒါမှမဟုတ်လို့ရှင်မေကွန်းတွေပြတ်နေတာလို့ဆိုရင်တို့ဒီစာအိတ်ကိုချက်ချင်းလဲခိုင်းပေါ့နော်တို့တွေကဒီစာအိတ်ကိုဖွင့်ဆိုတာနဲ့အဲ့ဟာတွေကိုချက်ချင်းလုပ်ကြမယ်ပေါ့အဲ့ခါမှာတို့တွေဒီ rule တွေဖတ်ပြမယ် regulation တွေဖတ်ပြမယ်အဲ့ rule တွေ regulation တွေကတော့ပုံမှန်စာမေးပွဲဖြေတာနဲ့အတူတူပဲမတူတဲ့တစ်ချက်ကဘာလဲဆိုတော့ခိုးချတာတို့သူများတွေနဲ့စကားပြောတာတို့လုံးဝလုပ်လို့မရတခြားဆောင်မေးပွဲတွေလည်းလုပ်လို့မရဘူးဒါပေမဲ့ IMAT မှာအဲ့ဒါလုပ်လို့ရှိရင်ချက်ချင်း disqualify ဖြစ်လိုက်မယ်လုံးဝဟိုဟာမရှိချွင်းချက်မရှိဘူးဒါတွေတို့မိသွားပြီဆိုလို့ရှိရင် disqualify လုပ်တယ်တို့တွေကနောက်တခုတတိထားရမှာကဆောင်းမကန်းနဲ့ခုနပြောသလိုပဲရေဘူးယူသွားလို့ရတယ်ပြီးရင်ကိုနိုင်ဝစ်ချင်နိုင်ကိုဒီလက်တံပါတဲ့နိုင်ဝစ်သွားလို့ရတယ်တခြားစာရေးကရိယာဘာဆိုဘာမှယူသွားလို့မရဘောပင်လေးတစ်ချောင်းအောင်ယူသွားလို့မရအဲ့ဒါကျန်တာဘာမှယူရလို့မရနောက်တစ်ခုကမှတ်ပုံတင်နေဒီ passport တွေဒီကိုယ့်ရဲ့ ID ဟိုဟာတွေပေါ့ကပ်ပြားတွေကိုတောင်းဝဲကန်နဲ့ယူသွားလို့မရတောင်းဝဲကန်နဲ့ယူသွားပြီးတော့စပွဲကုံပေါ်မှာတင်ထားတယ်ဆိုလို့ရှိရင်တို့ကဒါချိလုပ်တယ်လို့သတ်မှတ်ပြီးတော့ဒီနည်းနည်းကြက်တဲ့ဆောင်းမေးပွဲဟိုဟာတွေနဲ့တွေ့လို့ရှိရင် disqualify ဖြစ်သွားနိုင်တယ်ဆောင်းမေးပွဲ table ပေါ်မှာတို့ပေးထားတဲ့ PC တွေရဲ့ဒီကိုယ့်ရဲ့ရေဘူးရဲ့အလွှဲရင်ဘာ PC မှရှိလို့မရဘူးအဲ့တော့ဒီပေါ့ဆောင်းမေးပွဲပြီးတဲ့အခါမှာဒီဟိုပါပေါ့စာရွက်တွေပေးမယ်ပေါ့အဲ့စာရွက်တွေတို့တွေကဘယ်လိုလုပ်မလဲပါမလဲဆိုတော့ instruction တွေလည်းပေးလိုက်မယ်အဲ့ဟာတွေကိုလည်းကိုကသေချာနားထောင်ပေါ့နားထောင်ပြီးတော့နားမလဲတာရှိလို့ရှင်လက်ထောင်ပြီးတော့ချက်ချင်းပဲနောက်တစ်ခုကအိမ်သာတက်ချင်တာတွေပါတွေဖြစ်လို့ရှင်လည်းမိနစ်100အတွင်းမှာအဖြစ်နိုင်ရင်တော့မလုပ်တာအကောင်းဆုံးပဲအောင်နာလိုက်ပါနော်မိနစ်100ဆိုတာပြောမယ်ဆိုရင်တစ်ပုတ်ကို10မိနစ်ခွဲပဲအချိန်ရတယ်10မိနစ်ခွဲပဲအချိန်ရတာဖြစ်တဲ့အတွက်ဒီဆောင်းပွဲမဖြေခင်တည်းကိုယ့်ဘာသာကိုဟိုလောက်တာကြိုပြီးတော့ပြင်ဆင်တာပြီးတော့အခန်းထဲရောက်တော့မှအပေါ်သွားကျင်တာတွေဘာတွေဖြစ်တယ်ဆိုလို့ရှိရင်အချိန်မမီလောက်ဘူးလောက်ချင်တယ်ဆိုလို့ရှိရင်ဆောင်းမြေကုန်းမြန်ပြီးအောင်ဖြည့်ပြီးသွားတော့မှဒီအခန်းဆောင်ကိုလက်ထောင်ပြီးတော့ဒီအိမ်သားလေးသုံးခွင့်ပြုပါဘာညာအဲ့လိုမျိုးခွင့်တောင်းလို့ရတယ်ပြီးလို့ရှိရင်ဒီဆောင်းမေးပွဲဖြည့်တယ်ပေါ့ဆောင်းပွဲဖြည့်ပြီးလို့ရှိရင်တို့တွေပြောတဲ့အတိုင်းဒီ instruction ပေးတဲ့အတိုင်းဒီ answer sheet ကိုပြန်အပ်ကြမယ်ပေါ့answer sheet မအပ်ခင်မှာဆောင်းမေးပွဲကိုဘယ်လိုဖြည့်မလဲဆိုတာတစ်ချက်ပြောပြမယ်နော်ဆောင်းမေးပွဲကိုဖြည့်တဲ့အခါမှာဒီမေကွန်းစာရွက်ပေးမယ်ပြီးရင်ဒီအဖြေစာရွက်ကလေးပေးမယ်အဲ့အဖြေစာရွက်မှာသူကဒီအကွက်ကလေးတွေပေးမယ်ပေါ့အဲ့အကွက်တွေပေးတဲ့အခါမှာနောက်တစ်ရက်ပြပါလားစလိုက်လေးပြောင်းပေးပါလားโอเคဒီလိုနောက်တစ်ချက်โอเคအဲ့ဒါဒီစာကိုသူက email နဲ့ပို့လိုက်မှာပါပို့တဲ့အခါမှာဘေးနားမှာအလုံးလေးတစ်လုံးပါမယ်ပြီးတော့လို့ရှိရင်အဖြေဖြည့်ဖို့အတွက်အကွက်5ကွက်ပါအဲ့အကွက်5ကွက်မှာဒီစေးချောင်းတက်တဲ့သူတွေကတော့သိတယ်စေးချောင်းတက်တဲ့သူတွေကသိတယ်ဆိုတာဘာလဲဆိုအကွက်ဆိုလို့ရှိရင်စေးချောင်းတက်တဲ့သူတွေကအမဲလုံးကအပြေးချဲပလိုက်တယ်အဲ့လိုချဲလို့မရဘူးဖြည့်မယ်ဆိုလို့ရှိရင်4000ကွက်ထဲမှာကိုရွေးမဲ့အဖြေကိုကြက်ချေကပဲချက်ကမှာအပြေးချဲလို့မရဘူးအပြေးချဲတယ်ဆိုရင်သူကဘာဖြစ်သွားပြီလဲဆိုတော့ဥမာကိုက A ဖြည့်လိုက်တယ်ဒါပေမဲ့ A မဖြည့်ခြင်းမဲ့နဲ့ B ကိုပြောင်းခြင်းတယ်ဆိုရင် A ကိုအမဲချဲလိုက်ရအမဲချဲလိုက်အဲ့တခုက cancel ဖြစ်သွားပြီးတော့မှ B ကိုကြက်ချေကလေးချက်လိုက်လို့ရှိရင် B ကိုရွေးတယ်ပေါ့ဒီမှာဆိုရင်သူက D ကိုအဖြေမှန်ရွေးတယ်ပေါ့ကိုကပထမ B ဖြေထားတယ် B ဖြေထားပြီးတော့ B မဖြေတော့ဘဲနဲ့ D ကိုပြောင်းခြင်းတယ်ဆိုရင် B ကိုလုံးဝအမဲချဲပလိုက်တယ်ပြီးရင် D ကိုကြက်ချေကချေလိုက်တယ်အဲ့ဒါလည်းတစ်ခါပဲပြောင်းလို့ရမယ်ကိုက B ကိုလည်းဖြေလိုက်တယ်ပြီးတော့ D ကိုလည်းဖြေလိုက်တယ် D ကိုဖြေပြီးတော့မှ D မဟုတ်ဘူး E ပြောင်းခြင်းတယ်ဆိုပြီးတော့ထပ်ပြောင်းလို့မရတော့အဲ့လိုလုပ်ချင်တယ်ဆိုရင်ဘာလုပ်လို့ရလဲဆိုတော့ဒီအဖြေကမှားသွားပြီဖြစ်တဲ့အတွက်ဘာလုပ်ကြမလဲဆိုတော့ဘေးနာအဝိုင်းလုံးလေးလေအဲ့အဝိုင်းလုံးလေးအမဲချဲလိုက်ရတယ်ဒီဟာအတွက်ကိုအမှတ်မရတော့အမဲချဲလိုက်ပြီဆိုလို့ရှိရင်ကွန်ပျူတာကပါလဲဆိုတော့ဒီအပုတ်ကိုမဖြေတော့ဘူးလို့သတ်မှတ်တယ်ဘာဖြစ်လို့အဲ့လိုသတ်မှတ်လဲဆိုတော့ဒီအပုတ်ကိုဖြေထားတယ်အဖြေကြီးကမှားနေတယ်ဆိုလို့ရှိရင်ကိုရထားတဲ့အထက်ကအမှတ်ကိုနှုတ်မှာအဲ့လိုမနှုတ်အောင်လို့ဒီအပုတ်ကို cancel လုပ်တဲ့အနေနဲ့ဘေးနာအဝိုင်းလုံးလေးကိုလုပ်ပလိုက်ရတယ်ပေါ့အမဲချဲလိုက်ရတယ်ပေါ့ဒါအဖြေပုံဖြေနေ
အဲ့တော့ဒီ cancel ဖြစ်သွားတဲ့နီးတွေကကြတော့ဘေးနားအဝိုင်းလေးကိုချဲတာရှိမယ်ပြီးသွားလို့ရှိရင်အဖြေနှစ်ခုရွေးထားတာရှိမယ်အဖြေလုံးဝမရေးထားတာရှိမယ်အဲ့ဒီဟာတွေဆိုလို့ရှိရင်အမှတ်ကို0အနေနဲ့သတ်မှတ်တယ်ဒါမှမဟုတ်ပဲねကိုကတစ်ခုပဲရေးထားတယ်ဒါမှမဟုတ်လို့ရွေးထားတဲ့အဖြေကလည်းမှားနေတယ်ဆိုလို့ရှိရင်တော့ minus အနေနဲ့နှုတ်မယ်ဘာမှမဖြေတိုင်း0အဖြေမှန်တယ်ဆိုရင်တစ်မှတ်ခွဲရမယ်ဒါဒီဖြေတဲ့အနေပေါ့နော်အဲ့တော့ဖြေတဲ့အခါမှာတတိထားမဲ့တစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကိုကမေခွန်းတွေဖတ်တယ်မေခွန်းတွေဖတ်ပြီးသွားတဲ့အခါမှာအဖြေကိုစာရွက်မှာအကျန်းချစ်တာမျိုးရှိတယ်အဲ့လိုမျိုးလုပ်လို့မရအောင်အဖြေစာရွက်မှာပြီးရင်စာရွက်ကဟိုဟာပေးတာ၅မျိုးပေးတာမယ်လေအဖြေစာရွက်ရဲ့ဒီ candidate data ရှိရဲ့အဲ့နှစ်ရွက်မှာဘာမှမရေးရသင်္ကေတတွေစိုင်းနေဘာမှလုံးဝမရှိလို့မရအဲ့စာရွက်နှစ်ရွက်ကိုလုံးဝအဖြူတွေတန်တန်ထားရမယ် candidate data ရှိမှလည်း तू ကစာမေးပွဲမဖြေခင်မှာ तू က data တွေဖြည့်ခိုင်းမယ်ကိုယ့်ရဲ့ number နာမည်တွေမွေးသက် grade တွေပြီးရင်ကိုရွေးထားတဲ့အကြောင်းတွေဖြည့်ခိုင်းမယ်ဖြည့်တဲ့အခါမှာဒီအောက်ဆုံးမှာလက်မှတ်ထိုးတဲ့ signature ဆိုတဲ့အကွက်ရှိတယ်အဲ့ signature မှာလုံးဝလက်မှတ်မထိုးအောင်ဘယ်အချိန်မှာလက်မှတ်ထိုးရလဲဆိုတော့ကိုယ့်ရဲ့အဖြေစာရွက်တွေအပ်ပြီးသွားတဲ့အခါတော့မှအဖြေစာရွက်အပ်ပြီးပါပြီဆိုပြီးတော့လက်မှတ်ထိုးရတယ်လက်မှတ်ကြိုထိုးရဲဆိုရင်ပြဿနာတက်လိုက်မယ်သဘောကောင်းတဲ့ဟိုဟာနဲ့တွေ့အခန်းဆောင်နဲ့တွေ့ရင်ကိစ္စမရှိသဘောမကောင်းတဲ့အခန်းဆောင်နဲ့တွေ့လို့ရှိရင်ဒါအရေးခံလိုက်အဲ့တော့အဲ့ဒါလေးသတိထားပေါ့သူတို့တွေကဘာလဲဆို instruction ကိုသူတို့တွေဖတ်ပြတယ်ဖတ်ပြတာဖြစ်တဲ့အတွက်သူတို့တွေကကိုယ်တည်တည်ချာချာနားထောင်ရတာနဲ့ဘာဖြစ်လို့တော်လွဲလောက်တာလဲဆိုပြီးတော့ပြောတတ်တယ်အဲကြောင့်မို့လို့ဒီသူတို့ပြောတဲ့ instruction ကိုလည်းတေချာနားထောင်ပြီးတော့အခုဒီစာရွက်တွေပေါ့နော်အဲစာရွက်တွေမှာလည်းသတိထားမယ့်အချက်တွေကဒီနှစ်ရွက်ပေါ့အဖြေစာရွက်ရဲ့ candidate data ရှိရဲ့အဲနှစ်ခုမှာလုံးဝသင်္ကေတတွေစိုင်းနေအကျန်းရေးတာတွေအကျန်းတွက်တာတွေဘာမှမလုပ်နဲ့ဖြည့်ရမယ့်ဟာပဲဖြည့်မယ်ဒါ candidate data ရှိပြီးပြီးရင် answer ရှိပြီးပြီပေါ့အဲ့တော့ကိုကမေခွန်းဖြည့်တဲ့အခါမှာဘာသတိထားရမလဲဆိုတော့တပုတ်ဖြည့်တယ်တပုတ်ဖြည့်သွားလို့ရှိရင်ဒီအဖြေကိုကတေးကြတယ်ဆိုလို့ရှိရင်အဖြေမေခွန်းနံပါတ်ကြည့်လိုက်မေခွန်းနံပါတ်က9အဲ့ဒါဆိုအဖြေဖြည့်တဲ့အခါမှာအဖြေနံပါတ်က9ဆိုတော့တေချာကြည့်ပြီးတော့မှအဖြေကိုထည့်မှားပြီးတော့မဟုတ်လို့ရှိရင်ပုံမှားထည့်သွားလို့ရှိရင်ပြန်ပြင်ရတာမလွယ်ပြင်ရင်လည်းတစ်ခါပဲပြင်ဝင်ရှိတာမဟုတ်လို့တေးသေးချာချာနံပါတ်ကိုတိုက်ပြီးတော့ထည့်အချိန်လည်းတတိထားတပုတ်ကို10မိနစ်ခွဲပဲရှိတယ် bio လို့ chemistry တို့ကဒါမေးတယ်ဆိုတော့ဒါဖြေလို့ရတယ်သင်ကြားလို့ physics တို့ကကျတော့တွက်ကတာချက်ကတာဖြစ်တဲ့အတွက်10မိနစ်ခွဲနဲ့တချို့အပုတ်တွေကမလာဘူးဒါကြောင့်မို့လို့အချိန်ကိုအရင်ဆွဲလို့မရဘူးပေါ့သူကအချိန်မမီလားဆိုရင်မှီတယ်ဒါပေမဲ့အချိန်ပိုလားဆိုရင်အဲ့လောက်ပိုတဲ့အထက်မှာမပါဘူးပေါ့နော်ကိုစားဘယ်လောက်ရလဲမိကုန်းဘယ်လောက်လွယ်လဲပေါ့မူတည်ပြီးတော့အချိန်အနည်းများရှိသွားမယ်အဲ့ဒါလေးကိုတစ်ချက်သတိထားပြီးတော့လို့ရှိရင်အဖြေစာရွက်တွေပေါ့ကိုကအချိန်စီတော့မယ်ဒါ7မိနစ်လိုရင်တခါ5မိနစ်လို15မိနစ်တခါ7မိနစ်တခါ5မိနစ်တခါသူသတိပေးလိုက်မယ်15မိနစ်ပဲလိုတော့တယ်7မိနစ်ပဲလိုတော့တယ်အဲ့လိုမျိုးသတိပေးလိုက်မယ်အဲ့ဒီခါမှာကိုလှုပ်တဲ့ဒီဖြေမဲ့အဖြေတွေကိုလက်စာတက်လိုက်ပေါ့နော်တက်ပြီးသွားတဲ့အခါမှာအဖြေစာရွက်အပ်ပြီးအချိန်စီသွားပြီလို့ပြောလို့ရှိရင်လုံးဝရေးလို့မရတော့ဘောပင်ချလိုက်တော့ဘောပင်မချဆိုကိုလာပြောလိုက်မယ်ဘောပင်ချပါဆိုပြီးလာပြောလိုက်မယ်တချို့ဆိုရင်ဘောပင်မှာလာဆွဲသွားတာမျိုးတွေရှိတယ်အဲ့လိုဆိုအဲ့ဒါဆိုမကောင်းဘူးပေါ့နော်အဲ့တော့အချိန်စီပြီလို့ပြောလိုက်တာ ਨੇ ဘောပင်တွေကိုချလိုက်တော့ဖြေထားတာဖြတ်လိုက်တော့အချိန်စီပြီမပြောခင်တည်းကပြီးအောင်လို့အမြန်ဆုံးဖြေတာပေါ့နော်အချိန်စီပြီဆိုရင်ဒီအဖြေလွှာအပ်ကတော့မယ်ပေါ့အဖြေလွှာမအပ်ခင်မှာဘာလုပ်ကြမလဲဆိုတော့ခုနပေးထားတဲ့စာအိတ်ထဲကိုမေးခွန်းစာရွက်ပြန်ထည့်ရမယ်ပြီးရင်အဖြေရေးဖို့အတွက်သူဖလင်ပြားလေးအကြည့်လေးပေးမယ်အဲ့ဖလင်ပြားလေးပြန်ထည့်ရမယ်နောက်တော့ဒီခုနပြထားတဲ့ instruction တွေ rules and regulation တွေအဲ့စာရွက်တွေပြန်ထည့်ပေးရမယ်စာအိတ်ထဲကိုထည့်ပြီးသွားတဲ့အခါမှာတို့တွေကစာအိတ်တွေပြန်သိမ်းသွားမယ်အဲ့ဒီအခါမှာကိုယ့်ရဲ့ခုံပေါ်မှာဘာကြံမလဲဆိုတော့တော့ဘောပင်လည်းတို့ကပြန်သိမ်းမယ်ဘောပင်အနက်ကတို့ပေးတာတော့ကိုယ့်ရဲ့ခုံပေါ်မှာဘာကြံမလဲဆိုတော့အဖြေစာရွက်ရဲ့ candidate data ရှိရဲ့နှစ်ခုပဲကြံမယ်နှစ်ခုပဲကြံတဲ့အခါမှာဒီမှာကွက်လက်ကလေးတွေ့လိုက်မယ်အဲ့ကွက်လက်ကလေးကဘာလုပ်တာလဲဆိုတော့ဘာကုတ်ကတ်ဖို့အတွက်အဲ့ကွက်လက်ကလေးကဘာကုတ် sticker လေးကတ်က sticker ကဘယ်မှာကတ်ကလဲဆိုတော့အခန်းရဲ့ရှေ့ဆုံးမှာစပွဲကုံလေးချထားမယ်စပွဲကုံချပြီးတော့ဘုံအလုပ်လေးနှလုံးချမယ်ဘေးနားမှာ sticker လေးတွေချပေးထားမယ်အဲ့ sticker ဘာကုတ်ကလေးကိုကြည့်ပါ sticker နှစ်ခုကိုစစ်ဘာကုတ်တွေတူတယ်ဆိုလို့ရှိရင် sticker တစ်ခုကိုခွာပြီးရင်အဖြေစာရွက်မှာတစ်ခုကိုကတ်နောက်တစ်ခုကိုကြတော့ candidate data ရှိမှာကတ် candidate data ရှိမှာကတ်ပြီးသွားလို့ရှိရင်တို့ကလက်မှတ်ထိုးခိုင်းတဲ့အခါမှာ candidate data ရှိမှာလက်မှတ်ထိုးပြီးသွားတော့မှအဖြေလွှာဘုံထဲမှာအဖြေလွှာကိုထည့် candidate data ရှိတဲ့မှာ candidate data ရှိကိုထည့်လုံးဝမှားလို့မရဘူးဘုံလုံးဝမှားလို့မရဘူးသူရဲ့ rule ထဲမှာပါလဲဆိုတော့စာရွက်ကိုထည့်ပြီးသွားလို့ရှိရင်ပြန်ထုတ်ခွင့်မရှိဘူးလို့ rule ထဲမှာပါတယ်အကိုတို့ဖြေတော့ကအကြောင်းသားတစ်ယောက်က candidate data ရှိတဲ့မှာအဖြေလွှာကြီးကိုသွားထည့်လိုက်တယ် rule အရာဒါသူက disqualify ဖြစ်သွားတယ်ဒါပေမဲ့အခန်းဆောင်မှာသဘောကောင်းတာဖြစ်တဲ့အတွက်စာရွက်ကိုပြန်ထုတ်ပြီးတော့ဒီပြန်ပြီးထည့်ခိုင်းတယ်သူမှားထည့်လိုက်တာပေါ့နော်မှားထည့်လိုက်တယ်ဆိုပေမဲ့ rule ရတော့သူက disqualify ဖြစ်သွားတယ်ဒါပေမဲ့သဘောကောင်းတဲ့အခန်းဆောင်ဖြစ်တဲ့အတွက်မတိမတာလေးပြန်ထုတ်ပြီးတော့သူပြန်ထည့်ခိုင်းလိုက်တယ်ပေါ့နော်အဖြေစာရွက်ကိုအဖြေဘုံထဲမှာထည့် data ရှိကို data ဘုံထဲမှာထည့်တခုမှတ်လာမှာပါလဲဆိုတော့ကိုကအဖြေကိုစောစောသိကျင်တယ်မှာကိုအမှတ်ဘယ်လောက်ရလဲစောစောသိကျင်တယ်ဆိုရင်ဒီကတ်လိုက်တဲ့ sticker number ကိုအလွတ်မှတ်လာခဲ့
အကုန်လုံးမှတ်เสียရမလို့ sticker ကနံပါတ်က16လုံးလား18လုံးလားမသိဘူးအရှိကြီးပါတယ်အဲ့တော့ဘာမှတ်ကမလဲဆိုတော့အရှိဆုံး2လုံးမှတ်ပြီးအနောက်က4လုံး5လုံးလောက်မှတ်ခဲ့4လုံးလောက်မှတ်တယ်ဆိုရင်တော့ရပြီဒီ sticker ကတ်တဲ့နေရာမှာဒီ barcode ကလေးရှိတယ်ပေါ့အဲ့ barcode ရဲ့ရှေ့ဆုံး2လုံး3လုံးရဲ့နောက်ကနန်း3 4လုံးရဲ့အဲ့ဒါမှတ်ထားခဲ့လိုက်လို့ရှိရင်ဒီဟိုပါပေါ့ result ထွက်တဲ့အခါမှာ anonymous ranking ထွက်တဲ့အခါမှာကိုယ်ဘယ်နှမှတ်ရလဲဘယ်အပိုင်းတွေကဘယ်နှမှတ်ရလဲဆိုတာချက်ချင်းသိလို့ရတယ်ပြီးသွားပြီပေါ့အားလုံးပြီးသွားပြီဆိုလို့ရှိရင်ဒီအခန်းဆောင်ကသွားလို့ရပါပြီလို့ပြောတဲ့အခါမှာကိုကအခန်းထဲကထွက်သွားရုံထွက်သွားတဲ့အခါမှာကိုယ့်ရဲ့ PC တွေ view PC တွေစစ်ပြီးသွားလို့ရှိရင်ကိုဟိုတယ်ပဲပြန်ရှောက်ပဲလဲခြင်းသွားလို့ရတယ်ပေါ့ဒီစာမေးပွဲပြီးပြီးတော့1 နာရီ2 နာရီအတွင်းမှာမေးခွန်းတွေအဖြေတွေထွက်လာလိုက်မယ်ဒီအဖြေမှန်တွေကပါလဲမေးခွန်းတွေကပါတွေပါလဲဆိုတာထွက်လာလိုက်မယ်အဲဒီခါမှာကိုကစိတ်ဝင်စားတယ်ဆိုရင်အဖြေတိုက်လို့ရတယ်မေးခွန်းကိုပါဖြေခဲ့လဲမသိကျင်သေးဘူးအေးစိနာကျင်တယ်ဆိုရင်လည်းဒီသူတို့ပြောတာတွေဘာမှနားမထောင်ပဲနဲ့ကိုကတက်ကို relax လုပ်ပြီးတော့ဒီစာမေးပွဲဖြေတဲ့ခဏပြီးသွားပြီပေါ့ပြီးသွားလို့ရှိရင်ဒီ date တွေထွက်လာလိုက်မယ်ပေါ့ဘယ် date မှာဘာတွေထွက်လာမလဲဘယ် date မှာဘာတွေထွက်လာမလဲဆိုတာကိုအမအိမ်မြန်တို့ခင်ဗျဆက်ပြီးပြောပြပေးပါမယ်အားလုံးပဲမင်္ဂလာပါအဲ့တော့အဲ့ date တွေကိုမပြောခင်အမနည်းနည်းလေးသတိပေးချင်တာတစ်ခုရှိလို့ပေါ့နော်ဆောင်းမွေးကန်းကတော့နောက်မကြရအောင်ဆိုအားလုံးကသိရပေါ့နော်အဲ့ဒီဟာမှာဟိုဖြစ်တတ်တာဗလဲစင်ကဥမာဟောင်ကောင်မှာဖြစ်မဲ့သူတွေအတွက်ကိုသတိပေးချင်တာတနေ့နဲ့တနေ့ကိုသူကဗလဲစင်က IMAX Center ကြီးကဘယ်နှခုရှိလဲဆိုတော့မတူ2023ခုနှစ်တုန်းက IMAX Center ကတစ်ခုပဲရှိရဟောင်ကောင်မှာအဲ့တော့တနေရာပဲသွားစရာရှိတယ်ဒါပေမဲ့2024ခုနှစ်မှာက IMAX Center ကဟောင်ကောင်မှာ2နေရာရှိရဖြစ်တယ်အဲ့တော့ဒါတကယ်အတွေ့အကြုံကိုပြောပြမှာပေါ့နော်အမရဲ့ကိုရီးယားတငယ်ချင်းတယောက်ကပြောပြကိုသူ့ရဲ့ကိုရီးယားတငယ်ချင်းတယောက်ဖဲတဲ့ဟောင်ကောင်မှာသွားဖြီမှာဒါပေမဲ့ဘာဖြစ်လဲဆိုရင်ကကြတော့တဲ့ IMAX Center ကိုမှားပြီးတော့သွားတာအဲ့နှစ်တုန်းက Center နှစ်ခုရှိရဖြစ်တဲ့အတွက်သူ register လုပ်ထားတဲ့ Center ကိုမသွားဘဲနေသူကတခြားသော Center ကြီးကိုသွားမိသွားတယ်အဲ့တော့ဘာဖြစ်သွားလဲဆိုရင်က Center တစ်ခုနဲ့တစ်ခုကလည်းနီးကပ်နေရမှာဖြစ်တော့တခြား Center နေနောက်တခြား Center ကိုသွားဖို့အတွက်ဘာဖြစ်လဲဆိုရင်ကနေရာဝေးသွားပြီဝေးသွားဘာဖြစ်လဲဆိုရင်ကအဲ့နှစ်မှာသူမဖြေလိုက်ရအောင်အဲ့လိုလေးရှိတတ်တယ်ပေါ့2025ခုနှစ်တုန်းကတော့ IMAX Center ကဟောင်ကောင်မှာတစ်ခုပဲရှိတာဖြစ်တယ်အခု2026တော့ဘယ်လိုလာအောင်မလဲမသိဘူးအဲ့တော့ဗလဲစင်ကို register လုပ်တယ်ဆိုရင်က registration information ပြန်လာတဲ့အခါမှာဆိုရင်ကိုဘယ် center ကိုကြလဲဆိုတာတစ်ချက်ကြည့်ပါပြီးရင်ဗလဲဆိုရင်ကိုရောက်နေတဲ့နိုင်ငံမှာလည်းတစ်ချက်ဟို test center ကိုစောင့်မွေးမဖြေခင်နေ့ကြီးကနေကကြိုးပြီးတော့သွားပြီးလေ့လာထားပါလမ်းကြောင်းသိအောင်လို့ပေါ့လေမဟုတ်ရင်ဗလဲစင်ကကြတော့အဆင်မပြေမှာဆိုလို့ပါဒါလေးကတော့သတိပေးစရာတစ်ခုပေါ့လေနောက်အခုအမတို့ပြလိုက်တဲ့ဒီ example ဒီဗာလေးစင်ကကြော rules and regulation for IMAT တို့ဒီ candidate data sheet တို့ဒါတွေကဗာလေးစင်ကညီမလေးတို့ခုနကတော့စာရွက်ထဲမှာပါမဲ့စာရွက်တွေဖြစ်တယ်ပေါ့လေဒါ candidate data sheet ဆိုတာဒီစာရွက်လေးကိုပြောရတာဖြစ်တယ်ပေါ့နော်ခုနကတော့အကိုစစ်မျက်နှာကကြောအမ slide share နေရောပုံမသေးချာမပြင်လိုက်ရမှာဆိုဒါ candidate data sheet ဖြစ်တယ်ဒီမှာကိုယ့်ရဲ့ informations တွေကိုဖြည့်ရမယ်ကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့ surname ကိုယ့်ရဲ့မွေးနေ့မွေးတဲ့နေရာပြီးရင်ကိုယ့်ရဲ့ဗာလေးစင်က Italian fiscal code ရှိတယ်ဆိုရင်ဖြည့်ရမယ်ပေါ့လေနောက်ပြီးဗလေးစင်ကကြတော့ဆောင်းဝဲဖြည့်ပြီးတဲ့နောက်မှာအကိုဆိုရင်တော့ပြောသလိုပဲညီမလေးတို့ရဲ့ခုံပေါ်မှာခြံခဲ့မှာဒီ candidate data ရှိသေးတယ်နောက်ပြီးတော့ဗလေးစင်ကကြတော့ဒီ answer ရှိသေးတယ်ပဲခြံခဲ့မှာဖြစ်တယ်အဲ့ဒီမှာဗလေးစင်က answer ရှိပေါ်မှာဆောင်းဝဲခန်းကိုပြီးသွားတဲ့အခါမှာပြန်ထွက်တော့မယ့်အချိန်မှာတယောက်ချင်းစီဗလေးစင်ကကြတော့ sorry ဒီအဲ့ candidate data ရှိရဲ့ answer ရှိကိုအဲ့ရတယ်အဲ့တဲ့အချိန်မှာဗလေးစင်က sticker barcode လေးကတ်တယ်ဆိုတာဒီနေရာမှာတစ်ခါကတ်ရမယ်နောက်တစ်ခုကဗလေးစင်ကကျတော့ဒီနေရာမှာတစ်ခါကတ်ရမယ်ကတ်တဲ့အခါမှာလည်း barcode sticker နှစ်ခုကတူရဲ့လားဆိုတာကိုဒေချာတိုက်စစ်ကြည့်အောင်ပေါ့လေအပြင်မတူဆိုရင်သူဆက်ပြန်လဲအဲ့လိုမျိုးလုပ်ရမယ်ပေါ့လေနောက်တစ်ခါဗလေးစင်က anonymous ranking အတွက်ထွက်တယ်ဆိုတာအဲ့ barcode sticker ရဲ့နံပါတ်နဲ့ထွက်လာတာဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ရမယ်ကိုဒေချာသိကျင်တယ်ဆိုရင်အဲ့ barcode တွေကိုမှတ်ခဲ့ဖို့လိုအပ်ပါတယ်အဲ့ဒါလေးပေါ့လေ